လေးလိုပဲတော့ပါလို့နဲ့ဒီမျက်လုံးတွေနဲ့ဖန်ဆောင်ညိုရတဲ့မေလိုမရနိုင်မရဲ့ပြိုတွေတဲ့ထူကြလို့နဲ့မရဲ့အလားတွေလဲဟိုချိန်ဘွားကတောင်းစုဖြစ်မယ်ရှုခဲ့ရသူရဲ့နဲ့လေမရဲ့ကြောင့်နဲ့ချိန်နိုင်မယ်ချောင်းဝင်တွေကလာနဲ့သမီးတွေလဲမရဲ့လာကိုလုံးဝမမြဲ